สปนมาเมกุลเมลัยอ่ะน้าทางเนาะมาเพชรเด็กเอามาเลี้ยชอเลยบาดาขยาจนเราเลี้ยงยาหากัตเลบาดารีบากัตเลท้องสันตายและทัชชินสกราเมนตูแข่งอยู่บีตาบาจนมาเลเซียมาเล่นเนล่าเล่าปีเปลี่ยนลาเรอค่ะจนရဲ့สนียานอกไอทองပြုတ်သွားပါတယ်နောက်တနေ့ခန့်ကြာတဲ့အခါကျွန်တော်ဒီလဲဘာသာတူဦးနဲ့အိမ်ထောင်ထပ်မံပြုပါတယ်ထို့ကြောင့်ကျွန်ုပ်ဒီယခုအချိန်တွေကတလစ်ဥပဒေအရကိုရောမြတ်ပင့်ယူ၍မရထိတ်မြန်းခြင်းလည်းမရဖြစ်နေပါတယ်ကျွန်ုပ်ဒီကတလစ်ဘာသာကိုစိတ်နှလုံးဖြင့်ယုံကြည်ကိုးကွယ်သူဖြစ်သောကြောင့်မစွန့်ပစ်နိုင်ပဲယနေ့အချိန်ထိကတလစ်ဘာသာကိုသာယုံကြည်ပါသည်သို့ဖြစ်ပါ၍ကျွန်ုပ်အနေနဲ့ကိုရောမြတ်ကိုပြန်လဲပြီးပင့်လို့ရနိုင်မလားနောက်အိမ်ထောင်နဲ့အတူထိတ်မြန်းခြင်းရနိုင်မည်လားသိချင်ပါတယ်လေးစားစွာဖြင့်ပြန်လဲဖြေကြားပေးပါရန်ယိုသေးစွာတောင်းပန်အပ်ပါသည်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်မယ်ဟုတ်ပြီအဲ့လိုမေကုန်းလေးတွေဘဝနဲ့ချီပြီးမေကုန်းလေးတွေလာတဲ့ခါမှာကျေးဇူးပြီနှလုံးသားနဲ့ခံစားပေးပါဟုတ်ပြီနော်အဲ့ဒါကြိုတင်ပြဒါမှ question box ရဲ့ ethics ကဘာလဲဆိုရင်နောက်ပြောင်မဟုတ်ဘူးအခြေအနေတွေဘဝမှန်တွေသိမယ်နှလုံးသားနဲ့နားထောင်ပေးပြည့်စုံဖျားခင်စီပို့ပေးပါအုံနောက်နဲ့လိုက်နိုင်တာရှိတယ်မလိုက်နိုင်တာရှိတယ်အဲ့တော့အဲ့မေကုန်းကို father တို့ဖြေသွားမှာဖြစ်ပါတယ်ဒီတမန်ချင်းနေမှာတော့မရဘူးလို့ပဲပြောရမှာပေါ့နော်ဒီအတင်းတော်ရဲ့ဥပဒေမှာအဲ့ဒါကြောင့်လက်ထပ်ထိမ်းများချင်းမလုတ်ခင်မှာအချိန်ယူခိုင်းတာအဲ့ဒီအချက်တွေကြောင့်ပဲနော်လက်ထပ်ထိမ်းများချင်းဆိုတာမြန်ဆန်လုပ်ဖို့မဟုတ်ဘူးအချိန်အများကြီးယူပြီးတော့ပြင်ဆင်ရမယ့်ဟာဖြစ်တယ်အဲ့ဒါကြောင့်ဒီအတင်းတော်ထဲမှာခုဒီမှာဆိုလို့ရှိရင်လက်ထပ်ထိမ်းများဖို့ဆိုရင်အမတားမှခက်တယ်နော် process တွေအများကြီးပဲဖျားစကားတွေလည်းတင်ရတယ်ပြီးတော့ဒီလူရတဲ့စာရွက်စာတမ်းတွေလည်းများတယ်အဲ့ဒါတွေအကုန်လုံး submit နော်တင်ပြမှာပဲနောက်တစ်လမဟုတ်ရင်2လအဲ့လိုမျိုးမှပဲသူတို့ကလက်ထပ်ချင်းပေးတယ်အဲ့ဒါတွေကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုဒုက္ခဖြစ်စေခြင်းလို့မဟုတ်ဘဲနဲ့တသက်ပတ်လုံးနော်တယောက်နဲ့တယောက်တကယ်တစ္ဆာရှိနဲ့ပေါင်းတင်ထိမ်းများဖို့ပေါ့နော်အတင်းတော်ရဲ့ရွယ်ချက်ဖြစ်တယ်ခုနမေးတဲ့မေခွန်းကိုနော်တူနဲ့လူရင်းဖြေမယ်ဆိုလို့ရှိရင်တာမန်အခြေအနေမှာကြတော့ပြန်လက်ထပ်တာတော့ဘာလို့ဆိုတာမသေးမချင်းမရဘူးဒါပေမဲ့ in danger of death ဆိုတာတော့ရှိသေးတယ်နော် in danger of death နော်အဲ့ဒီအခြေအနေမှာကြတော့ဒီကံကောင်းနေဆိုလို့ရှိရင်ဘုန်းကြီးနဲ့တွေ့လို့ရှိရင်သူ့အနည်းအနားမှာနော်တေခါနေမှာဘုန်းကြီးတပါးပါရှိလို့ရှိရင်နော်သူ့ကိုတော့လက်ထပ်ပေးလို့ရတယ်နော် in danger of death မှာပဲရတယ်တာမန်အခြေအနေမှာကြတော့မရဘူးနော်ဘာလဲခဏချင်းစပဲသမီးတော်သားဖန်ဆင်းတော်ဦးနော်ဘယ်နှခုနဲ့မှစတဲ့လုံးပြီးတော့ပါတယ်တဲ့အေးမေးတာလေဘယ်နှခုနဲ့အဲ့ဒါသခင်ခရစ်တော်ဘာလဲတွားကြ၍ခမီးတော်သားသရှင်တော်ရဲ့အဖြစ်နာမတော်အဖြစ်ဘာလဲစေကြောကြလို့ဆိုသခင်ခရစ်တော်ခင်ပါလေခုနှစ်မို့ခင်ပါလေပြောသခင်ခရစ်တော်ကိုယ်တိုင်ကစပြီးတော့အသုံးပြုခဲ့ပါတယ် thank you ပါကျေးဇူးတင်ပါတယ်တို့ဖာသာများကတလစ်ဘာသာတူဦးလည်းဖြစ်ပြီးအိမ်ထောင်ရေးအခြေအနေကြောင့်ကိုရောမြပင့်လို့မရတဲ့ဘာသာသူများအသက်ထွက်ခါနေနောက်ဆုံးစခရမေသူကိုပဲမျော်လင့်ရတော့မှာလားရေးသူဝိညာဉ်အစာငတ်သူအဲ့ဒီမေကွန်းကတော့ကို Father Robert ပြောသားသလိုပေါ့နော်ခုနလိုနည်းနည်းတူလောက်ပဲဖြစ်ပါတယ်နော်နားလည်မယ်ထင်တယ်နော်လက်ထထိမှရင်ခံယူပြီးတဲ့ပုံကိုယ်တွေနော်လက်ထထိမှရင်ခံပြီးတဲ့ပုံကိုယ်တွေကိုယ့်ရဲ့ယောက်ျားဖြစ်မိန်းမဖြစ်မသေးသေးသေးရတော့တခြားဘာသာသူတခြားလူနဲ့ပြန်ပြီးတော့လက်ထလို့မရဘူးနော်အကယ်၍တကယ်ဘုရားပေါ့နော်သေပြီးဆိုကျွန်တော်တို့သေကြတယ်ဆိုရင်တော့နော်တခါမှလည်းအကြောင်းမကြောက်ဘူးတခါမှလည်းသိပြီးတကယ်လို့သေတယ်လို့ခံစားရတယ်အဲ့ဒီမျိုးဆိုရင်နော်လင်္ကာဆိုင်နေဆိုတခြားလူတွေနဲ့ပြန်ပြီးအာဘဖြစ်မယ်အကယ်၍အိမ်တော်မပြုနေအာဘဖြစ်မယ်ဘုန်းကြီးနဲ့ personally ပေါ့နော်ကိုယ်တိုင်တွေ့ပြီးတော့စကားပြောဒါဆိုရင်ကျွန်တော်တို့တွေ
ပြန်နေပြီးတော့ကိုရမြကိုအာဘပြေချေကိုရမြစကရပြန်ပြီးတော့ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါနော်ကျေးဇူးတင်ပါတယ် Father မင်္ဂလာပါကိုတော့ဗုဒ္ဓဘာသာတယောက်ကပြောတယ်ခရစ်ယာန်ဘုရားကဖန်ဆင်းရှင်ပြောတယ်ဘာလို့မတန်ဆွမ်းတဲ့လူတွေကိုမွေးဖွားတာလဲတချို့လူတွေကလက်တစ်ဖက်မပါဘူးခြေထောက်တစ်ဖက်မပါဘူးပြောတယ်အဲ့ဒါသိချင်လို့ပါကိုတော့ခရစ်တော်ဘုရားသူတရားဟောတဲ့အခါမှာစောစောကလူပြောတဲ့ဒီကိုလက်မတန်တဲ့သူတွေသူတွေ့တယ်အဲ့လိုတွေ့တဲ့အခါမှာဒီအရာတွေအားနဲ့ဘုရားရဲ့ဘုန်းကုံတော်ကိုထင်ရှားစေဖို့အတွက်ဖြစ်တယ်ဒါခရစ်တော်ရဲ့အဖြေဖြစ်တယ်နော်ကျွန်တော်အဖြေမဟုတ်ဘူးဂိုက်ကွဲတွေကယုံကြည်ခြင်းစီရင်ကဲတင်ချင်းရပြီလို့ပြောတယ်ကျန်တဲ့အရာမလိုအပ်ဘူးခရစ်တော်ပြောတော့ငါအသွေးအသားမစားတော့သူထာဝရအသက်မရဘူးအဲ့ဒီနှစ်ခုကဘလူစစ်နွယ်မှုစီပြီးဘယ်ဟာကအရေးကြီးပါတယ်လဲကက်သလစ်မဟုတ်တဲ့တခြားအသင်းတော်တွေမှာရောခရစ်တော်ရဲ့အသွေးအသားစီပါသလားသိချင်ပါတယ်အဲ့ဒါကဒီမေကွန်းနေလာမယ်ဆိုလည်းသိတယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေဂိုင်းကွဲဆိုတာက Father စီမှာ Viber လေးရှိနော်1000နဲ့မှဘလောက်ကြာမှစတာအဓိကကသလိတ်အသင်းတော်ဖြစ်ပါတယ်တမိုင်းကိုလမ်းပြီးကြည့်စေခြင်းနဲ့ကသလိတ်တွေပါဇက်ကဟောင်းပွားဖြစ်တဲ့ထင်းနေဦးမှာမဟုတ်ဘူးအမိအသင်းတော်ဆိုတာကရှိတယ်အသင်းတော်ထဲမှာပြောပြမယ်နော်တခါတည်းနဲ့ဟလာအဲ့ကဏ္ဍလေးလာတော့မှအများကြီးလာတော့မှဆိုတော့ဂုဏစ်တွေပါပေါ်ထုတ်လုပ်လိုက်အကုန်လုံးရှိတယ်အဓိကဘာလဲဆိုတော့ကျတော့သာသနာတိုင်းမှာကနော်သာသနာဆိုတာဖြစ်ပေါ်လာကြတယ်နောက်လိုက်တွေပေါ့နော်ဖခင်ရဲ့နောက်လိုက်တွေတပည့်တော်ကြီးတွေဗုဒ္ဓဘာသာဆိုတဲ့တန်ဃာတွေယဟန်တွေရှိကြတယ်ဒီလိုနဲ့ပဲသာသနာလုပ်တဲ့ခါမှာကျွန်တော်တို့ကက်သလစ်တွေကဝန်ခံရမယ့်အပိုင်းတွေရှိတယ်အဲ့ဒါကဘာလဲဆိုရင်သာသနာညဉ့်ညမ်းမှုတွေဖြစ်ပေါ်လာခဲ့တယ်သာသနာညဉ့်ညမ်းမှုတွေဆိုတာအတွင်းထဲမှာဆိုရင်ဘာလဲဆိုရင်လူသက်လက်နက်တွေကိုကောင်းကြီးပေးတာတွေတို့ crusade ဆိုတာကြားမှုတယ်မလား crusade ကဘာသာရေးစစ်ပွဲတွေအတွက်အားပေးခဲ့တာတို့ခုနကြွလာတဲ့ဆရာတော်ဘုရားပုံစံမျိုးလားဆိုတော့ तू ကနေစာကြီးပဲ तू ကနိုင်ငံရေးမှာလည်းတကယ်မေယာကြီးပဲနိုင်ငံရေးနဲ့ဘာသာရေးနဲ့တစ်ထက်တည်းကြာလာတဲ့ခေတ်တွေရှိခဲ့တယ်အဲ့ကျသာသနာထဲမှာလည်းအဲ့မျိုးတွေနဲ့ဘာလဲဆိုရင်အသက်ပြာနောက်လိုက်တာပေါ့နော်ငွေကြေးနောက်လိုက်တာနဲ့နယ်မြေနောက်လိုက်တာနဲ့အာဏာနောက်လိုက်တဲ့ခေတ်တွေရှိခဲ့တယ်ဆိုတာငါတို့အားလုံးဝန်ခံရမှာဖြစ်တယ်အဲ့ဒီအချိန်မှာစပြီးတော့ကျတော့ဒီဘာလို့စပြကြဥမာဆိုထားကြပါစို့ကယ်ဗင်နစ်ဆိုရင်အဲ့ဒါကယ်ဗင်ဟုတ်လားကျွန်တော်ဘပ်တစ်တွေဆိုရင်ဘာလဲဆိုရင်ဘယ်သူတော့မာတင်လူသာအဲ့ဒီမှာစပြကြမာတင်လူသာဆိုတာတခြားသူမဟုတ်ဘူး Augustinian monk ယသိမာတင်လူသားဆိုတာယသိတပါကက်သလိတ်ယသိတပါအဲ့အနေမှာသာသနာပြန်ပြီးတော့ကျွန်တော်တတ်စီရေးဆိုပြီးမှဆိုပြီးစန့်ကျင်ပြီးတော့မှဘာဆိုရင် तू ကအတွင်းထဲကနေမှလောက်တာမဟုတ်ဘူးအပြင်ကနေမှစန့်ကျင်ပြီးမှသာသနာကိုပြန်ပြီးတော့ကျွန်တော်ပြုတ်ပြမွမ်းမှန်မယ်ဆိုပြီးစူးစမ်းတာအတွင်းထဲကမပြုတ်ပြဘူးအပြင်ဘက်မှာထွက်ပြီးတော့ကျွန်တော်ပြုတ်ပြမွမ်းမှန်ရေးလုပ်တဲ့ခါမှာဂိုင်းကွဲဆိုတာပေါ်လာခဲ့တာအဲ့ဒါကနှစ်ပေါင်းကြာပြီးမှကွဲသွားတဲ့ဟာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့စီမှာက sacrament အသက်တာကဘာလဲအစားကလေးနဲ့မှလိုက်ပြီးတော့ရှင်သန်ခဲ့ပါတယ်သခင်ခရစ်တော်ရဲ့အသွေးတော်နဲ့အသားတော်ကိုကျွန်တော်တို့တွေအစကလေးအသင်းတော်အစကလေးနဲ့မှယုံကြည်လက်ခံကျင့်ကြံခဲ့တာဖြစ်ပါတယ်တခြားသူတွေကျွန်တော်တို့နဲ့ကျတော့အဲ့အသင်းကိုင်းနဲ့မှ sacrament အသက်တာမှာကင်းကွာသွားတဲ့ခါမှာကျတော့သူတို့ကဘာလဲဆိုရင် sola scriptura ကျမ်းစာတစ်ခုနဲ့လုံလောက်ပြီဆိုတဲ့ဟာနဲ့တော့၎င်းဟလာဘာလဲဒီယုံကြည်ခြင်းအတ္တတစ်ခုနဲ့ပဲလုံလောက်တယ်ဆိုတဲ့ဟာတွေကိုသူတို့ကပြောဟောလာရင်းနဲ့ပဲဒီစကားလုံးတွေနဲ့ငါတို့နဲ့ပြန်ပြီးတော့ထိတွေ့နေရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့မနေ့တုန်းကအရေးမွဲပြောခဲ့တယ်ကက်သလိတ်တွေမှာ tradition ဆိုတဲ့ delay ထုံးတမ်းစင်လာအဆက်ဆက်ခေတ်အဆက်ဆက်အရာအဆက်ဆက်ဆိုတာရှိပါတယ်ဟိုဘက်မှာကျတော့သူတို့တွေကတတ်ဆင်ခြင်းကိုသာသနာကိုတတ်ဆင်ခြင်းကိုလုပ်ဖို့အတွက်စန့်ကျင်သွားရင် Protestants တို့တခြားဂိုင်းခွဲတွေအများကြီးဖြစ်လာတာကွဲရနေမှတဖြည်းဖြည်းများသွားညားနေတဖြည်းဖြည်းများသွားတာဟုတ်ပြီလားအဲ့ကြောင့်မို့သခင်ခရစ်တော်ရဲ့အသွေးတော်နဲ့အသားတော်မှာရှိပါသလားဆိုတာတော့သူတို့ရဲ့ခံယူခြင်း sacrament မြောက်လာမမြောက်လာကသူတို့ sacrament ဆိုတာသိလားဆိုတာအရင်ပြန်ပြီးစဉ်းစားမှာဖြစ်တယ်ကျွန်တော်တို့ဘက်က sacrament ဖြစ်တဲ့အတွက်ကျွန်တော်တို့စီမှာတော့သခင်ခရစ်တော်ရဲ့အသွေးတော်နဲ့အသားရှိရဆိုတာတော့အားရပါရယုံကြည်ခြင်းတင်ပြလို့ရပါတယ်ဟိုဘက်မှာရှိလားမရှိလားသူတို့စီမှာကပရိယွတ်တာရှိလားဒါမှမဟုတ် sacrament ဆိုတာမြောက်လားဒါမှမဟုတ်လည်းသူတို့ရဲ့ဟာကသူတို့ကဏ္ဍနဲ့သူတို့ဆက်ရှိသွားမှာဖြစ်ပါတယ်
ကျွန်တော်တို့စီမှာတော့တေချာပေါက်ကိုရှိပါတယ်အဲ့ကြတော့သူတို့စီမှာရှိလို့သူတို့စီမှာမရှိဘူးလို့လက်ညှိုးထိုးပြစရာအကြောင်းရင်းမရှိပါဘူးအဲ့ကြကဲတင်ချင်းဆိုတာလေသူကယုံကြည်ရတဲ့ကဲတင်ချင်းရပြီဆိုတာသူတို့ယုံကြည်ခြင်းတင်းအချင်းမိမတင်းယုံကြည်ခြင်းတင်းကိုကဲတင်လဲပြီးအချင်းလူတင်းရဲ့ကဲတင်ချင်းရပြီလို့ပြောသွားပြီးတော့ကုသချင်းတွေလည်းအများကြီးပေးတာရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့သခင်ခရစ်တော်ရဲ့အသွေးတော်နဲ့အသားတော်ကိုမေးတာလားကဲတင်ချင်းကိုမေးရလားဆိုတာကဒီလိုသူကဏ္ဍနဲ့တို့စီမှာတော့ရှိပါတယ်သူတို့စီမှာရှိတာမရှိတာကတော့သူတို့ရဲ့လေ့လာမှုနဲ့သူတို့ရဲ့ယုံကြည်ခြင်းရဲ့နဲ့ဆိုင်မှုပေါ်မှာအများကြီးမူတည်သွားပါမယ်ဒီလောက်ဆိုရင်တော့အရေးမွက်တော့ရမှထင်ပါတယ်နော် Thank you Father မင်္ဂလာပါကိုတော့စမ်းသေးမှာဖះเจ้าတက်ပြီးအလူငွေထဲ့တယ်ကိုရောမြန့်ပေးယူတယ်ဒါပေမဲ့ဖះเจ้าကအပြန်ညအိမ်ရောက်တော့အလုတ်သွားတယ်အဲ့ဒါအပြစ်ရှိလားအပြစ်ကြီးလားသိချင်လို့ပါကိုရောအဲ့ဒါဘယ်လိုဖြေရမလဲမသိဘူးနော်အတင်းတော်ရဲ့ကျင့်ဝတ်နောက်ပြီးတော့ဖះရဲ့ပြည့်ညတ်တော်ဆိုတာရှိတယ်နော်အဲ့ဒီဟာဒီကိုတော့ဒီကျွန်တော်တို့ကောင်းကောင်းလိုက်မှကျွန်တော်တို့မှာဝတ္တရားကြည်တာပေါ့နော်ဒီတကယ်လို့ကျွန်တော်တို့ Sunday နေ့ဆိုတာဟာဒီ obligatory ဖြစ်တယ်မဖြစ်မနေဘာအကြောင်းပြချက်မှပေးလို့မရဘူးเนาะကျွန်တော်တို့ mass တက်ကိုတက်ရမယ်ဒါမှမဟုတ်ရင်အခြေအနေလုံးဝမပေးရင်တောင်မှကျွန်တော်တို့ကိုနေတဲ့နေရာမှာအလုပ်မှာပဲဖြစ်ဖြစ်ပေါ့เนาะဖြစ်နိုင်တယ်ဆိုရင်တော့ Sunday နေ့ကိုရှောင်ပြီးတော့အလုပ်ရှာတာတော့ဘာတော့ပေါ့เนาะဒါတော့ကိုတယောက်ချင်းစီရဲ့ဘာသာရေးအတိတ်တရားပေါ်မှာเนาะဒီနဲ့ဆိုင်ပေါ့เนาะဒီကိုယ့်ရဲ့ခံယူချက်ပေါ်မှာလည်းအများကြီးမူတည်တယ်ဆိုတော့ဒီကျွန်တော်တို့ Sunday မှာ master မယ်အလုပ်ပြန်လုပ်တယ်ဒီအရာကဒီ system ကြီးတစ်ခုကเนาะကျွန်တော်တို့ချိန်လို့မရတဲ့ဟာဆိုရင်တော့ဒီတက္ကနာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ option ရှိတယ်ကျွန်တော်တို့မှာရွေးချယ်စရာရှိတယ်ဆိုတော့Sunday နေ့မှာအလုပ်လုပ်ရမယ့်ဟာမျိုးနောက်ပြီးတော့ Sunday နေ့မှာဖျားရှိခိုးမဲ့အချိန်ကိုအနောက်အရှက်ပေးမဲ့အရာမျိုးကိုတော့ရှောင်ရှားနိုင်တော့အကောင်းဆုံးပေါ့နော်ဒီလောက်ပဲဖြစ်နိုင်တယ်လူဝိညာဉ်နဲ့အသက်အတူတူလားတဲ့နောက်တစ်ခုကကက်သလစ်လူဖြစ်နေတာနဲ့အခြားဘာသာရေးမှာဖျားเจ้าတက်တာအပြစ်ရှိသလားမရှိသလားပထမမေကွန်းကပါလဲဒီနော်လူဝိညာဉ်နဲ့အသက်အတူတူလားလူဝိညာဉ်နဲ့အသက်လူနဲ့ဝိညာဉ်အဲ့လိုပြမယ်တဲ့လူနဲ့ဝိညာဉ်အသက်အတူတူလားသူရေးတာတော့လူဝိညာဉ်နဲ့အသက်အတူတူလားဒုတိယမေကွန်းကကက်သလစ်လူဖြစ်နေတာနဲ့အခြားဘာသာရေးမှာဖျားเจ้าတက်တာအပစ်ရှိလားမရှိဘူးလားဟုတ်ပြီပထမမေကွန်းကလူနဲ့ဝိညာဉ်ပေါ့နော်လူဆိုရင်ခန္ဓာရှိတယ်ဝိညာဉ်ရှိတယ်နော်ဒါမှကျွန်တော်တို့လူလို့ခေါ်တာပေါ့နော်ဟုတ်တယ်မလားလူနဲ့ဝိညာဉ်ခုနမေးတာလူနဲ့ဝိညာဉ်အဲ့လိုလားအတူတူလားပေါ့နော်လူနဲ့ဝိညာဉ်ကလူထဲမှာရှိတာနော်ဝိညာဉ်ကလူထဲမှာရှိတာနော်လူနဲ့ဝိညာဉ်ကမကွဲဝိညာဉ်ကလူထဲမှာရှိတယ်ခန္ဓာနဲ့ဝိညာဉ်ဆိုတာနှစ်ခုပေါင်းမှကျွန်တော်တို့ဘာလို့ခေါ်လဲလူလို့ခေါ်တယ်နော်တရိစ္ဆာန်တွေမှာဝိညာဉ်ဆိုတာမရှိဘူးနော်ဝိညာဉ်ဆိုတာမရှိဘူးနော်အဲ့ဒါကျွန်တော်တို့နားလည်ဖို့ပေါ့နော်ကျွန်တော်တို့လူလို့ပြောပြီးဆိုရင်ဝိညာဉ်နဲ့ခန္ဓာရှိတယ်ဒါမှကျွန်တော်တို့လူလို့ခေါ်ပါတယ်လို့နော်ပြောချင်တာအဲ့ဒါပေါ့နော်အခုနောက်ဒုတိယမေကွန်းကြတော့ဒီတရုတ်ဆောင်ဥစားသိတယ်မလားနာမည်ကြီးတရုတ်ဆောင်ဘူးလဲအဆိုတော်လည်းဖြစ်တယ်လေချစ်သူဝေသူ့ယောက်ျားဘယ်သူလဲသိလားအဆိုတော်ဘူးလဲလင်းမလားအဆိုတော်ဘူးလဲလင်းမလားချစ်သူဝေကသူ့ရဲ့အမျိုးသားလင်းမလားဟုတ်လားသူ့ရဲ့အမျိုးသားဗုဒ္ဓဘာသာနော်သူဗုဒ္ဓဘာသာသွားပြီးရှိခိုးတဲ့ခါမှာသွားရှိခိုးတာမဟုတ်သူ့ရဲ့ယောက်ျားနဲ့လိုက်သွားတယ်ဗုဒ္ဓဘာသာအကြောင်းကိုသွားတယ်ဆွန့်ကတ်တယ်အလူဒါနပေးတယ်ယူသေးတယ်ကာရွာပြုတယ်သူ့ရဲ့ဗုဒ္ဓဘာသာဘုရားလည်းအဲ့လိုပဲသူ့ရဲ့ယောက်ျားလည်းဖျားကြောင်လိုက်တယ်သူနဲ့တူကသွားပြီးတော့ထိုင်တယ်သွားအားပေးတယ်သွားပြီးတော့ပါဝင်တယ်အဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်ကကျွန်တော်တို့ယူသေးခြင်းနဲ့ရှ िख ိုးခြင်းကကျွန်တော်တို့ခွဲဖို့လိုတယ်နော်ယူသေးခြင်းနဲ့ရှ िख ိုးခြင်းနော်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမေးပါတယ်ကိုတော်တပည့်တော်တို့ဗုဒ္ဓဘုန်းကြီးကျောင်းကိုသွားပါတယ်သူတို့ကိုသွားပြီးတော့ကြော့ပါတယ်ဘုန်းကြီးတွေသွားပြီးတော့ကြော့ပါတယ်နော်
ကြောလို့ရပါတယ်ကြောလို့ရပါတယ်ကိုယ့်ရဲ့မိဘတွေကိုရှိခိုးကြောလို့ရပါတယ်ယူသေးခြင်းပြုလို့ရပါတယ်ယဟန်တန်ဃာတွေကိုဖရာတရားမိဘဆရာတန်ဃာဆိုတာကယူသေးခြင်းပြုလို့ရပါတယ်ဒါပေမဲ့ဖရာနဲ့တကိုင်းနဲ့ကျွန်တော်တို့ရှိခိုးတာတော့မဟုတ်ဘူးဆိုတာကိုတော့ပြန်လည်ပြီးတော့တတိယဖို့ဖြစ်ပါတယ်ဖျားယောင်းသွားတဲ့ဆိုတာကကျွန်တော်တို့တွေပြောအခုနဲ့ပြောတဲ့သဘောပေါ့နော်လေ့လာတဲ့သဘောနဲ့သွားတာလားကွာစိတ်ပါပြီးတော့သွားရောက်ပြီးတော့ပူဇော်ပတ်သက်နေတဲ့သဘောလားကိုယ့်ရဲ့ personally မြင်ရမယ်နော်တကယ်လို့စိတ်ပါကိုရောက်နေပါပြီးတော့ပူဇော်ပတ်သက်ပြီးတော့အဲ့ထက်မှစိတ်နှင့်ပြီးတော့အဲ့ဘာသာထဲမှာကျွန်တော်တို့ပါဝင်နေတယ်ဆိုရင်တော့ပြည့်ရှိတယ်လေ့လာတဲ့သဘောကွာယူသေးတဲ့သဘောသွားပြီးတော့ပါဝင်တဲ့တငယ်ချင်းမိတ်ဆွေနဲ့သွားပြီးတော့လေ့လာတဲ့ပါဝင်တဲ့ပေါင်းဆက်တဲ့သူတို့နဲ့အတူတူသွားပြီးတော့ယူသေးမှုပြုတယ်သူများဘာသာကိုလည်းယူသေးခြင်းပြုတယ်သူများဖျားကြောင်းကိုလည်းသွားပြီးတော့ယူသေးခြင်းပြုတယ်လုပ်လို့ရပါတယ်အပြစ်မရှိပါဘူးဆိုတာကိုပြောချင်ပါတယ်နော် Thank you Father ဘုံဘုံအဘဲကြောင့်ကက်သလစ်အသင်းတော်သည်မုံမြတ်သောကညစင်မာရီယာကိုများစွာတရကြီးညိုခြင်းရှိသည်နီကက်သလစ်ဆိုဒီမှာအဘဲနီကက်သလစ်ဆိုလို့ယင်းဤအထိပ္ပယ်ကိုဖော်ပြပေးပါကျွန်တော်ကက်သလစ်အသင်းတော်ကိုမေတော်ကိုကိုးကွယ်တဲ့အသင်းတော်ဆိုပြီးတော့ခိုင်းခွဲအသင်းတော်တွေကပြောကြတယ်တကယ်တော့မေတော်သခင်မဟာဖခင်ရဲ့အမေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အိမ်နေမှာမိခင်နဲ့ဖခင်ဆိုတာရှိတယ်ကျွန်တော်တခုခုလိုချင်ပြီးဆိုရင်ကျွန်တော်ဖခင်ကိုဓာတ်ရိုက်တောင်းတာထက်ကျွန်တော်မိခင်ကနေတဆင့်ချီးကပ်ပြီးတော့ကျွန်တော်တောင်းတာများတယ်ဘာလို့ကိုဆူတောင်းတဲ့အရာကိုရဖို့အတွက်ကျွန်တော်တို့ကမေတော်သခင်မကိုအားကိုးခြင်းအဖြစ်မေတော်သခင်မတဆင့်သူ့ရဲ့သားတော်ထံမှာပြန်လဲဆူတောင်းပေးတဲ့အခါမှာကျွန်တော်ရဲ့လိုအင်ဆန္ဒတွေကျွန်တော်ရဲ့ဆူတောင်းချက်တွေဟာပြေဝလာတယ်။ဘာဖြစ်လဲဆိုတော့မေတော်သခင်မဟာအကောင်းဆုံးသောဆူတောင်းခြင်းကိုသူသိနေလို့ပဲဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဒီမေတော်သခင်မကိုကိုးကွယ်တာမဟုတ်ဘူးကျွန်တော်တရားကြည်ညိုတာဖြစ်တယ်။ကိုးကွယ်တာဆိုတာဖန်ဆင်းရှင်ကိုပဲကိုးကွယ်ရမယ်မေတော်သခင်မဖန်ဆင်းကံဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုးကွယ်เสียအကြောင်းမရှိဘူးကျွန်တော်အားကိုးတာတရားကြည်ညိုတာပဲဖြစ်တယ်ဆိုတော့ကက်သလစ်အသင်းတော်ရဲ့အဓိပ္ပာယ်ကဘာလဲတဲ့ကက်သလစ်အသင်းတော်ဆိုတာတကဘာလုံးနဲ့ဆိုင်တဲ့အသင်းတော်ဆိုပြီးတော့ဒီအဓိပ္ပာယ်ရလူသားတိုင်းနဲ့ဆိုင်တဲ့အသင်းတော်ဆိုပြီးတော့ဒီအဓိပ္ပာယ်ရနော်ကျေးဇူးတင်ပါတယ်နောက်တစ်ခုมีคนကบ้าจ้องกัดเลือกเต้นโดยตีรอตูอัตวสุตองยาตะเลพี่รอนเอาตะโพกตีสงตัวรอวิ่งเงียบเนี่ยอัตวสุตองปีชินอาเพียนไปลูกขันสายามาเลเบเจนไปมาพอเปียทาตะเลကက်သလစ်ဘုန်းတော်ကြီးပြီးတယ်ကျမ်းပိုင်းကတော့တစ်ခုမှအလို့မရအောင်ပထမဟာပါလဲကျေးဇူးပြီပထမမေးခွန်းလေးကျွန်တော်ကောင်းအောင်မကြားရအောင်ကျွန်တော်နားမကောင်းบ้าจ้องกัดลูกเต้นโดดุยตีโดตูอัตวสุตองปียาตะเลตัวตูด้วยบ้าจ้องสุตองปียาตะเลဟုတ်ပါပြီဘာဖြစ်လို့သေသောသူတွေဆူတောင်းမဲ့ကျွန်တော်တို့ကက်သလစ်မှာဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ချက်မှာအသင်းတော်3ခုရှိတယ်ဝါကျွန်တော်တို့စီမှာအသင်းတော်3ခုရှိတယ်နံပါတ်1အသင်းတော်က Pilgrim Church ဆိုတဲ့ခရီးပြုနေသောအသင်းတော်ပြောမယ်ပါလဲခရီးပြုနေသောအသင်းတော်ဖြစ်စေဒုက္ခခံစားနေရသောအသင်းတော်အောင်မြင်သောအသင်းတော်အဲ့ဒါကကျွန်တော်တို့ရဲ့အသင်းတော်ကိုအဲ့ပုံစံတိုင်း3ခုခွဲထားတယ်ခရီးပြုနေသောအသင်းတော်စီ Pilgrim Church တွေကျွန်တော်တို့ခင်ဗျားတို့အားလုံးပဲဒီလောကမှာခန္ဓာနဲ့ဝိညာဉ်နဲ့ပေါင်းဆက်ပြီးတော့ကောင်းရာကိုဖျားခင်စီသွားနေရတဲ့အသင်းတော်ကိုခေါ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့အသင်းတော်3ခုရှိတယ်ကက်သလစ်မှာဟိုလိုကြီးဂိုင်းကွဲတာမဟုတ်နော်အသင်းတော်ပြောတာအဲ့ဒါ3မျိုးနဲ့ပြောပြထားတယ်ခရီးပြုနေသောအသင်းတော် Pilgrim Church ဒီခန္ဓာကိုယ်နဲ့ဝိညာဉ်နဲ့ခရီးသွားတဲ့ပုံစံတိုင်းမသွားနေရတာဘေးနားမှာဒုက္ခတွေရှိမယ်ကြောက်ထဲကြမယ်ပြန်ပြီးတက်မယ်ခရီးကိုသွားဖို့လုပ်တယ်နောက်ဒုက္ခကျတော့ခန္ဓာမပါတော့ခန္ဓာရဲ့အသက်တာရက်စဲသွားတဲ့ခါမှာဝိညာဉ်ကြီးပဲဆိုတာရှိတယ်ဝိညာဉ်ကြီးပဲရှိတဲ့ခါမှာကြောင့်ကျွန်တော်တို့တွေကဘာလဲဆိုရင်အဲ့ဒါကဒုက္ခခံစားနေရတဲ့အသင်းတော်ဆိုတာကမိုးကောင်းငင်ကိုမရောက်သေးဘူးကျွန်တော်တို့တွေသူ့ရဲ့ဝိညာဉ်ခန္ဓာကိုယ်မှာလောကမှာအသက်ရှင်နှုံးမှာပြင်မာခဲ့တဲ့အပြစ်ဒဏ်တွေအတွက်ပေးဆက်နေရတဲ့အသင်းတော်
Alaga suffering church look hore. Alaga Toka Kanzani Adino. Mogong and go Yapotaga a bit a change or Takuma Mama Mogong and go Yama. Aja Luriga, Menina, may go to Medobanala, Saint John can be a Bimishiro, Elojusa Loma Mayama, which Nosima. Aja Kanako, just said Olakama, Tusima, twins and a pity sheet. Abi a pity the Pesa near Athena, the general ray, and I got Doka Kanzani at Athena local. Mogong and Mayao debu, 2 years a bit January, Pesa Cantania at Athena, the Doka Kanzani at Athena. I do a pesa chini and my Lumia Duadakama Jama Bale, Bale Almiendo Adeno, Triumphant Church, Mogong in my Yagare, Adeno, Mogong and Mashia Dumia, Winnie Miago, and I general Luloga and Mogong and Yagore Adeno, Winnie Miago, or Triumphant Church, Almiendo Adeno, Adeno do Adeno Damialo Cobale. I did a Balobon and Chile. As a general Loga Makiduane, the Canane, Bale Winnie, the Bounce and the Chima. They do the Arcupide, Doka Kanzani, Dotumia, Winimia, Joya, Jumbo, no? Sudan Pelo Yabade. When you did that, Machine, when you did that, so say, Pianian Ashima, Miao Debu, Piasima Mayao Debu, when you did that, go Doka Young Echima, to Kelo Meao, to Sudan Meao. Every change Amadua by Beldwala Lesura. Bale the general name Sudan Bear, they don't know to me at the winning to Sudan Bear James Bale. Okay, Sudan Bear come up, Piazgate and Archie Kanzaya Kama, 2 years updated to a Quintana Yara Kama, Ajamono Sudan Bear at Bale. Do you not look what I come at Tadia Happy Day? Balesway, but Triumphant Church, Army and Adena Suraga, Piazki Shiro, Yamato Mayashi Kanzado to Miahasway. Piazki Shiyakama, Balo Lesway, don't do a Biambira Jeracona Biore, Kaidwala needed at Denoma, General Alon de Biambiro, Sudan Pejaya Bade. And Ajamo Shahana Resuale, Shiba, General Denoma. Shahana Resura, Mogong and Majabida, the road to the Deja Amaka, Yonji Jen, the Tamachina Pirama, Jahana Masubima, to do a Sudan Midari, to do a Gombo, to do a Jinsi, go Jinja Pile, General Moka, to run a Sudan Pede, to Ajamo General, Sudan Jenny, go be a piloja, to run the town Peda Pide. As a General Rega, Toka Kanzani, Adenago, Sudan Pede. To do the Chulo de Kama, Mogong and Yadakama, to Mogong and Mayada Winnie, General de Biambiro, Sudan Payara, Sudan Payara, General Yonji Chabal. And Ajamo, General Ray, Winnie Madre, they don't know to Madre Sudan Payare, Sura, General Sima Shibare, Tinani, accounts on Tabale. At the Rokona Bejan Jema, Tuya Malay, General, or Belobio Malay, at the Tain and Lazarus, the Jijaya only. Hadamala. The Taina Lazarus or Balasway, Nayang, Balangay, Buramala. As I mean, Logama, Nero, Bapit and Yapit as a Janjali Lebia Julo Yabare. They don't know the rope, Sudan Bejaras or Shinyago over that Janza Male, Babare. Nala, as a general Rebia Josina Jijaya, as a Janza Pajava, Jonolamba Kushing Asabi Pabame. A teacher Ramati, which no line that had a Janza Omagaibu. Thank you. Thank you, Father. Nga Mansudiga, Louis Atago Massa, Atuego Mataule, Tenona Atamashi, a John Muja, Koronia Pium Quimayara Tureo, Gangi Nanga Mwayabula, Jesu or Son Shone Turelo Pioyamla, Mape Nine to Ne Piu Nine to Balogua Charale. Koronia Pinu Pichema, Genodo Sutan Jare, Belo Sutanya Mesurau. Teach my father. Kuromyago, Tumia Penlo Pinu Layade, Belo a Joe Jesu Kansaya le teach Mare. Kuromia Jambo, no? So, to ne, Luyan people are on a neck metine, Piro, the Mekun Daya Elumio, shot to the boy people are all, it's not the doctor there. Kuromia Sacramentu Sura, Sacramentu Conapahema, a ye soon, a lebulo le Piolo Yare. Pongi Pide Surale, Kurome Sacramentu Jaume. Baptism Cane Surale, Kurome Sacramentu Jaume. Alunga, the Kurome Sacramentuma, Tuapiro, the Udera. Crido Gurayani Piro, Na Atagu Sa, Sare Dumatalin, the Tower at the Kuyamelu, Piore.
အတင်းတော်ကခရစ်တော်ရဲ့စကားအတိုင်းနော်လိုက်နာပြီးတော့ကျင့်ကြံတာဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်အသားတော်ဟာနော်တခြားနိချင်းခရိယာနေလူအောင်မေ့ဘွယ်တက်မဟုတ်ဘဲနဲ့သူ့ရဲ့တကယ်အသွေးသူ့ရဲ့အသားဖြစ်တဲ့အတွက်ကြောင့်နော်ကက်သလစ်အတင်းတော်အတင်းသူသားတယောက်အနေနဲ့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့အသွေးတော်နဲ့အသားတော်ကိုပင့်ယူခွင့်ရတယ်ဆိုတာဟာအမတမနော်ကန်ထူးတယ်လို့ပဲပြောလို့ရတာပေါ့နော်ဆိုတော့ဒီထာဝရအသက်ရဖို့ရအတွက်ခရစ်တော်ရဲ့စကားကိုနားထောင်မယ်ခရစ်တော်ရဲ့စကားကိုနားထောင်တဲ့နေရာမှာလည်းပဲနားထောင်ရုံတက်မဟုတ်ဘဲနဲ့တကယ်လိုက်နာကျင့်ကြံရမယ်ဆိုတော့ယုံကြည်ခြင်းနေနဲ့လည်းပတ်သက်ဆက်နွယ်လာတယ်ယုံကြည်ခြင်းဆိုတာဘာလဲခရစ်တော်တွင်တင်တဲ့ဟာတွေခရစ်တော်တွင်တင်တဲ့ဟာတွေကဘာတွေလဲနော်ယုံကြည်ယုံတက်လက်ခံယုံတက်နဲ့မဟုတ်တော့ဘဲနဲ့သူယုံကြည်သူတင်ထားတဲ့အရာတွေကိုကျွန်တော်တို့လက်တွေ့လိုက်နာကျင့်ကြံတာအဲ့ဒါကြောင့်ကိုရောမြတ်နော်နောက်ပြီးတော့ဒီတခြား sacrament တွေဆိုတာဟာလည်းပဲခရစ်တော်တည်ထောင်ထားတဲ့ sacrament ဖြစ်တဲ့အတွက်ကြောင့်အတင်းတော်အနေနဲ့ short ပိုင်ခွင့်လည်းမရှိဘူးထပ်လောင်းပြီးတော့ဖြစ်ဆွတ်ပိုင်ခွင့်လည်းမရှိဘူးဒီအရာတွေအဖြစ်ကျွန်တော်တို့ဝိညာဉ်အစာဟာရဝိညာဉ်အတွက်နော်ခွန်အားရရှိပြီးတော့ကျွန်တော်တို့နော်ခွန်အားဖြစ်စေတယ်ဝိညာဉ်အတွက်ဒီလောက်ဆိုရင်ရမလားမတူနော် Thank you Father ဘာသာခြားတွေကဟာလေလုယာလို့သုံးတယ်ကျွန်တော်တို့ကအာလေလုယာလို့သုံးတယ်အဓိပ္ပာယ်ကအတူတူပဲလားမိန်းကလေးတွေဇာတပတ်မဆောင်တာအပြစ်ဖြစ်လားမခြုံရင်ရောရလားယေရှုကိုမယုံကြည်တော့သူဟာကောင်းကင်နိုင်ငံရနိုင်မလားတနည်းအားဖြင့်ကဲတင်ချင်းနားမလဲလက်မခံခြင်းသူကိုလုံးမကိုရမယ်ပြောခြင်းသူတွေမဟုတ်ဘူးသူတို့အရန်လဲတာသိလားအရန်လွယ်တယ်မင်းကုန်းဆိုကျွန်တော်ပို့တာသိလားခုနကဗာမေးလိုက်တာလေဘာသာခြားဟာလေလုယာဟာလေလုယာဟလားဟာလေလုယာဟာလေလုယာအတူတူပဲဘာမှလုံးမနေနဲ့ဟလားဟာလားဘာသာဟာအော်အီအိုဒဗမာပြည်ကအော်ရာဟလားနောက်တနေ့ဘာလဲကွာကွီဖြစ်မြင်ဖြစ်မှာဟလားကြက်တွန်တာကွာဘလို့ပဲတွန်ကြက်တွန်တာပဲဟုတ်ပြီလားဟာလေလုယာနဲ့အာလေလုယာနဲ့ပြဿနာတက်မနေနဲ့နော်ဒုတိယမေကွန်ပြောမိန်းကလေးတွေဇာတပတ်မဆောင်တာအပြစ်ဖြစ်လားမိန်းကလေးအဲ့ဒါကဟုတ်တယ်အဲ့ဒါကဘာလဲဆိုရင်တန်ဘောလူကပြောပြထားတယ်ဟာတော့တန်ဘောလူကပြောတာမဆောင်ဘူးဆိုရင်အဲ့စပင်းမိန်းကလေးကတုံးတုံးပြလိုက်တဲ့ဒါပေမဲ့တန်ဘောလူကဂျူးလူမျိုးခေလေဟုတ်တယ်မလားအဲ့ကြတော့မှန်ပါတယ်ရိုသေလေးစားမှုကိုမိန်းမတွေကမိန်းမတွေတန်ဖိုးထားဆုံးဟာကသပင်ကိုထားကြတယ်ဟုတ်တယ်မလားမိန်းကလေးစိတ်ညစ်ဘာသွားလို့လဲကိုသိတယ်နော်အလှတွေပြရဲဆိုလဲတမင်မဆိုရင်ဂျိုပေါ့နော်မိန်းကလေးတွေမှာကသပင်ရှိတယ်အဲ့ကြတော့သပင်သည်လူမျိုးဒလေထုံတန်းစင်လာအရာမှာလဲဂျူးလူမျိုးတွေမှာလဲဒါအုတ်ချုပ်ဘာလဲသတိထားရတာပေါ့နော်သူတို့တွေစီမှာသူတို့ရဲ့ဒိထုံတန်းစင်လာဖြစ်တယ်တန်ပေါ်လူကတော့ပြောတာခြုံမထားဘူးဆိုရင်ကတုံးတုံးပြေးလာအဲ့ဒါပြောထားတာအဲ့ကြတော့ကျွန်တော်တို့တွေအသင်းတော်မှာလဲဒါကကြတော့ကတုံးတုံးစရာတော့မလိုပါဘူးဒါပေမဲ့လေအဲ့ဒီစပင်နဲ့ပဲဂုံပြိုင်းနေတဲ့အချိန်တွေတော့၎င်းအဲ့ဒီစပင်နေနဲ့အနောက်ဆက်ဖြစ်နေမှာမို့လို့ဟင်းချက်တာတော့မှပဲခေါင်းပေါင်းရသေးတာပဲစပင်နေကြမှာမို့လို့လေဟင်းခွက်ထဲအဲ့ကြတော့ကိုရမြပြင်းတဲ့ခါမှာဒီစပင်တွေကနော်အနောက်ဆက်ဖြစ်ကောင်းဖြစ်တတ်လိမ့်မယ်ဘာမှပါမလာဘူးဆိုရင်တော့အရေးပေါ်ဆိုရင်တော့ဟိုခေတ်တုန်းကတော့မရဘူးသွားပြန်ဘုန်းတော်ကြီးမောင်းထုတ်လေးရှိတယ်အခုခေတ်ကကျတော့တပတ်သူစပင်နားလည်မှုတွေပို့ပြီးပေးလာတာတော့ရှိပါတယ်အဓိကအဲ့ဒီစပင်နဲ့အနောက်ဆက်ဖြစ်မနေဖို့ပဲအရေးကြီးတယ်လာဟိုတွန့်တီတွန့်ဟိုရောင်ဒီရောင်ဟိုလုတ်ဒီလုတ်အဲ့ဒါနဲ့ပဲအလုပ်တွေရှုပ်ပြီဟုတ်လားအဲ့လိုကောင်မလေးတွေတခါတည်းပဲပြောလိုက်အောင်စက်ကလေးတူတာလားဘလောက်ထိတူလဲဆိုရင်ဒူးရဲ့အပေါ်မှာနောက်ထပ်2ထွာလောက်တိုင်းလို့ရတယ်တိုက်ကြည့်တဲ့ကိုဒူးကိုတထွာအဲ့ဒါ decorum
ဒီကောရုံဆိုတာကသူ့ရဲ့ဘာလဲဆိုရင်ရိုသေလေးစားမှုကိုပေးရမယ့်နေရာပေါ့နော်ဗုဒ္ဓဘာသာပရဝိုက်သွားမှတောင်မှပဲဘာလို့ဆိုရင်ဘောင်းမီနဲ့မင်းကလေးမလာရဘူးမင်းကလေးဆိုရင်သူကထမိန်လုံးကြီးဝေ့ရတယ်အဲ့မျိုးနေရာတွေတောင်မှရှိသေးတာပဲမွန်မြတ်တဲ့နေရာမှာမွန်မြတ်တဲ့ဟာကိုရိုသေလေးစားမှုကိုပေးရခြင်းဖြစ်ပါတယ်ယောက်ျားတွေကပို့ပြီးမြတ်သွားတာမင်းကလေးတွေပို့မြတ်သွားတာဆိုတာတော့ကျမ်းစာထဲမှာသူ့ရဲ့ဒလိထုံနှန်းစင်လာအဲ့လိုရှိတော့ညားလဲပဲမိန်းမတွေကိုနှိပ်ကွတာတော့မဟုတ်ပါဘူးမိန်းမတွေရဲ့အစင်တန်းဂုံတရေရှိတဲ့အမျိုးသမီးတွေရဲ့အစင်တန်းကိုပြန်ပြီးတော့တွန်းပေးတဲ့အနေနဲ့ဇာတပတ်ကိုဝစ်ခိုင်းတာဖြစ်ပါတယ်အပြစ်ဒဏ်ပေးရတော့၎င်းနှိမ်ပြီးတော့တခုမှမပါပါဘူးအဲ့ကြတော့ဂုံတရေရှိတဲ့အမျိုးသမီးကောင်းအမျိုးသမီးဘာလဲပိသားဖို့အတွက်ဇာတပတ်ကိုလည်းအဲ့ဒါကဘုရားကျောင်းနေမှာတက်ဖို့အတွက်ဇာတပတ်စောင်းခြင်းကိုအားပေးရတာဖြစ်ပါတယ်အဲ့ကြောင့်မို့အလှပြခြင်းနဲ့စိတ်နဲ့လာမှတော့ဘယ်လိုလုပ်ဘုရားအာယုံရမှာလဲ Thank you ကြံသေးလားယေရှုကိုမယုံကြည်သူဟာကောင်းကင်နိုင်ငံရနိုင်မလားတနည်းအားဖြင့်ကယ်တင်ခြင်းနားမလဲလက်မခံခြင်းသူကိုလုံးမကိုရမယ်ပြောသူတွေအတွက်ယေရှုကိုတရှင်းရှင်းလေးပဲယေသခင်ခရစ်တော်၌သာလေတပါးရီတော်သခင်ခရစ်တော်၌သာလေကယ်တင်ခြင်းရတယ်ဆိုတာခရိယန်တိုင်းကယုံရတယ်မယုံကြည်မရဘူးဒါပဲအဲ့ဒီမေကွန်းဘယ်တော့မှမပြန်မမင်းနဲ့မရဘူးပဲ Thank you ကိုရောမင်းခုနှစ်ခုမေးချင်ပါတယ်တရားဟောဆရာမများရဲ့ဟောကြားချက်9ချက်ကိုယေရှုပြု၍ဖြေကြားပေးပါသခင်ယေရှုကိုယုံကြည်လက်ခံလိုက်ရင်ကောင်းကင်နိုင်ငံကိုရောက်နိုင်တယ်ဆိုတဲ့အချက်နဲ့ကျွန်ုပ်တို့အပြစ်ကြွေးတွေအတွက်သခင်ယေရှုကလက်ဝါးကားတိုင်မှာအသေးခံပြီးအပြစ်ကြွေးတွေကိုဆေးကြောလိုက်ပြီးဖြစ်လို့ယခုကျွန်တော်ကျမတို့မှာအပြစ်မရှိတော့ဘူးဆိုတဲ့အချက်လေးတွေကိုယေရှုပြုပြီးရှင်းပြပေးပါရန်အဲ့ဒီမေကွန်ထမမေးပါနဲ့နော်ဟုတ်တယ်ခုနဘုန်းကြီးပြောပြီးသားလေနော်မယုံကြည်သေးရတော့ကယ်တင်ခြင်းမရဘူးဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းဆိုတာကအလုပ်ရှိတယ်သခင်ယေရှုပညာတဲ့အရာတို့လိုက်လုပ်ခြင်းဖြစ်တယ်ဒါယုံကြည်ခြင်းအလုပ်နဲ့ယုံကြည်ခြင်းအတူတူသွားဖို့ပဲဖြစ်ပါတယ်နော်ဒီနှစ်ခုကတော့အရေးကြီးတယ်နော်ပထမ faith and work ယုံကြည်ပါအလုပ်လုပ်ပါဒါပဲတန်ပေါ်တုသခင်ယေရှုတပည့်တော်ကြီးတွေယုံကြည်တဲ့သခင်ယေရှုနောက်လိုက်တယ်အလုပ်လုပ်တယ်တရားဟောတယ်သက်သေခံတယ်ဝေမျှတယ်ဒါကျွန်တော်တို့လုပ်ရမယ်အလုပ်ဒါယုံကြည်ခြင်းနော်ယုံကြည်ခြင်းနော်ယုံကြည်ငါယုံကြည်တယ်ဘုရားရှိခိုးတယ်မကောင်းတာတွေပဲရှောက်လုပ်နေမဟုတ်ဘူးကယ်တင်ခြင်းပဲတော့မရဘူးကောင်းတဲ့အလုပ်ကောင်းတဲ့ယုံကြည်ခြင်းကောင်းတဲ့အလုပ်လုပ်ပါဒါကယ်တင်ခြင်းရမှာဖြစ်ပါတယ်ဒုတိယမျိုးကပါလဲပြီးသွားပြီနော်အေးအဲ့ဒါပဲ Thank you ကိုရာယေရှုပြု၍ဖြေကြားပေးပါဘုံတဲ့ကျွန်တော်တို့အဖွဲ့အစည်းထဲမှာသမိသားစုကကက်သလစ်လက်ထပ်ပြီးပြန်ကွဲတာနောက်အိမ်ထောင်နဲ့လက်ထပ်လို့မရကြောင်းတော့သိပေမဲ့သူတို့ရဲ့ကလေးတွေကိုဆေးကြောချင်းပေးလို့ရပါသလားနဲ့မိဘနှစ်ပါးစလုံးဟာကက်သလစ်ဘာသာဝင်များဖြစ်ပေမဲ့အသင်းတော်ထဲတွင်ဆေးကြောချင်းလက်မှတ်အခက်အခဲတွေကြောင့်လက်မထက်ကြသေးပါသူတို့ရဲ့ကလေးတွေကိုဆေးကြောချင်းခံပေးလို့ရပါသလား3ကျွန်တော်ကတော့အသက်16နှစ်လောက်မှာဆေးကြောချင်းခံတဲ့နေ့မှာပဲပထမကိုရိုမြပင့်လို့ရပေမဲ့ဒီမှာတော့ကျွန်တော်တငယ်ချင်းကတော့မရဘူးဖြစ်နေတယ်ဘာတွေလှုပ်ဆောင်စရာတွေလိုသေးလဲရှင်းပြပေးပါဒီမှာအမြဲကျုံနေရတဲ့ပြဿနာတွေပဲเนาะဆိုတော့ခုနကကျွန်တော်တို့မေးထားခဲ့တဲ့ဟာတွေပြန်ကြည့်ရင်လဲเนาะဘာတွေ့ရတယ်လဲဆိုတော့ကျွန်တော်တို့မှာဘာသာရေးအတိတ်တရားအခြေခံတော်တော်နေပါတယ်ဆိုတာကိုတော့ဝန်ခံရမှာပဲเนาะဆိုတကယ်တော့ခုနမေးတဲ့ဟာတွေအကုန်လုံးကဖះစကားတမ်းမှာအနည်းနဲ့အများကြားပူပြီးသားတိထားပြီးသားဖြစ်ရမယ်နော်တော်တော်များလေနော်ဘာပဲဖြစ်ဖြစ်တကယ်တမ်းဆိုရင်အချိန်ရရင်တော့ဒီဟာဒီပေါ့နော်
တနေကုန်တနေခန့်ဖြည့်ချင်တာနော်ဒီဟာတွေကိုအဓိကတနေကုန်တနေခန့်ဆွေးနွေးချင်တာဒါမဲ့ခုနဒီမေခွန်းပေါ့နော်လူရင်းနဲ့သူရှင်းမဲ့ဖြည့်မယ်နော်ဆိုတော့စီစောချင်းဆိုတာစီစောချင်းမခံသေးတဲ့သူဘယ်သူမဆူခံယူလို့ရတယ်နံပါတ်1နော်နံပါတ်2အနေနဲ့ကဏ္ဍလုံးဥပရိအယနော်ဒီစီစောချင်းခံမယ်ဆိုလို့ရှိရင်အခုဒီမလေးရှားမှာဆိုလို့ရှိရင်နော်မိဘရဲ့ဒီလက်ထပ်ချင်းလက်မှတ်နောက်ပြီးတော့ဒီသူတို့ရဲ့ certificate ပေါ့နော်သူတို့တောင်းတယ်ဒါလည်းသူတို့နိုင်ငံရဲ့အခြေအနေရအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနိုင်ငံမှာနေတယ်ဆိုရင်ဒီနိုင်ငံရဲ့ဥပဒေအတိုင်းเนาะကျွန်တော်တို့လုပ်ရမယ်စီစောချင်းဆိုတာဘယ်သူမဆိုခံယူလို့ရတယ်မခံသေးတဲ့သူဘယ်သူမဆိုပေါ့เนาะသူ့အဖေကဗုဒ္ဓပဲဖြစ်ဖြစ်သူ့အဖေကမွတ်စလင်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်သူမဆိုစီစောချင်းမခံသေးတဲ့သူလူတိုင်းကစီစောချင်း baptism ကက်သလစ်အသင်းတော်မှာခံယူပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျန်တဲ့လူအပ်တဲ့ဟာလေးတွေကတော့အနည်းနဲ့အများနေရာဒေသပေါ်မှာမူတည်ပြီးတော့ကွဲပြားမှုလေးတွေတော့ရှိမယ်ဆိုတာတော့เนาะကျူတင်ပြီးတော့တည်ထားစေခြင်းတယ်เนาะ Thank you ကိုရောတို့ကျွန်တော်မေးချင်တာကကျွန်တော်တို့ကက်သလစ်တွေဝါတွင်ကာလရောက်တိုင်းခရစ်စုကာလလဲရှိကြတယ်ကားတိုင်လက်တဲ့အချိန်မှာအရက်14ရက်ရှိတယ်ပထမအရက်ကသခင်ခရစ်တော်စထမ်းတယ်14ရက်မှာသခင်ခရစ်တော်တည်ဆုံးတဲ့အရက်ကနေအဆုံးသတ်တယ်ဒါဟာကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်သခင်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့အရက်ကနေပြီးရင်မကောင်းဘူးလားဘာဖြစ်လို့တည်ဆုံးတဲ့အရက်ကနေပြီးစတာလဲထပ်တိုးလို့ရောမရဘူးလားကဲကျွန်တော်တို့ရဲ့ဒီမိတ်ဆွေတရားတော်မြတ်မှာကျွန်တော်နည်းနည်းလာတော့ယုံကြည်ရာကိုကြွေးကြော်ကြစို့ဆိုပြီးတော့ကျွန်တော်ဝန်ခံတယ်ခရစ်သူသခင်အသေးခံတယ်ခရစ်သူသခင်ရှင်မြန်ထမြောက်တယ်ခရစ်သူသခင်ဘုန်းကုန်တာနဲ့တပံကြွလာမယ်ဆိုပြီးတော့ကျွန်တော်ဒီမနေ့ကဖျားရှိုးတဲ့အခါမှာကျွန်တော်ယုံကြည်ခြင်းကိုဝန်ခံကြတယ်ဆိုတော့ပထမ2ခုကတော့ပြီးသွားပြီပေါ့နော်ပထမ2ခုကပြီးသွားတယ်ဒါပေမဲ့နောက်ဆုံး1ခုကတော့မလာသေးဘူးအစောကမေးတဲ့မေးခွန်းကဒီရှင်မြန်ထမြောက်တဲ့အရက်မှာရက်လို့မရဘူးလားဆိုတော့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာလူတိုင်းရဒုက္ခအခက်အခဲပြဿနာတွေကျွန်တော်ရင်ဆိုင်နေကြတဲ့သူတွေပဲဖြစ်တယ်ပြီးတော့ပုံစံမျိုးစုံနဲ့ကျွန်တော်ဒုက္ခအခက်အခဲတွေခံနေရတယ်အဲ့လိုခံနေရတဲ့အခါတိုင်းခရစ်တော်ခံထမ်းခဲ့တဲ့ကားတိုင်းကိုကျွန်တော်ပြန်လဲသတိရပြီးတော့ခရစ်တော်နဲ့အတူတူကျွန်တော်ခံထမ်းဖို့အတွက်အဲ့လိုခံထမ်းမယ်ဆိုရင်ကျွန်တော်တနေ့သောအခါမှာရှင်မြန်ထမြောက်ခြင်းဆိုတဲ့ဒီပါစကားအသက်တာကိုကျွန်တော်ဒီရရှိမယ်ဆိုတာကျွန်တော်ကက်သလစ်အသင်းတော်ကြီးကသွန်သင်ထားတယ်အဲ့တော့ကျွန်တော်ဒီဆေးကြောခြင်းခံတဲ့အခါတိုင်းဒီအာဘဖြည့်ခြင်းစက္ကရမတုခံတဲ့အခါတိုင်းဒီစက္ကရမတုတွေကိုပြုလုပ်တဲ့အခါတိုင်းအဲ့ပါစကားရဲ့ဒီနှစ်နေရအချက်3ချက်အမြဲတမ်းရှိနေမှာဖြစ်တယ်ကျွန်တော်မနေ့ကတော့ဒီအာဘဖြည့်ခြင်းစက္ကရမတုကိုလာကြတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီဒုက္ခခံရမယ်ဒီဘယ်လိုပြောကိုယ့်ရဲ့အပြစ်တွေအတွက်တကယ်ပဲဝမ်းနည်းရမယ်တကယ်ပဲကြေကွဲရမယ်တကယ်ပဲနောင်တယူခြင်းနဲ့စိတ်ရှိရမယ်အဲ့လိုပြီးတဲ့အခါမှာကျွန်တော်အခက်အခဲတွေဒီခရစ်တော်နဲ့အတူခံထမ်းပြီးတဲ့အခါမှာကျွန်တော်လာပြီးတော့အာဘဖြေကြတယ်အာဘဖြေတဲ့အခါမှာတကယ်ရှင်ပြန်ထမြောက်တဲ့ဘဝအသက်တာကိုရသွားသလိုပဲကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့နှလုံးသားထဲမှာဒီကိုယ့်ရဲ့ရင်ဘတ်ထဲမှာအေးချမ်းတည်ငြိမ်ပြီးတော့ခရစ်တော်ရှင်ပြန်သလိုပဲရှင်ပြန်ထမြောက်တဲ့ဘဝအသက်တာကိုရတယ်ဒါကျွန်တော်ဒီပါစကားအသက်တာရဲ့ဒီအဖြစ်အပျက်လေးပဲဖြစ်တယ်ဒါစက္ကရမတုတိုင်းမှာရှိတဲ့အရာဖြစ်တယ်ဆိုတော့ဒီဘာဖြစ်လို့မရက်တယ်လဲဆိုတာဒီရှင်မြတ်ထမြောက်ခြင်းမှာဘာလို့မရက်တယ်လဲဆိုတာတော့ဒီကျွန်တော်ခရစ်တော်ရဲ့ဒုက္ခကားတိုင်းခံထမ်းခြင်းမှာကျွန်တော်တူးစီကိုပါဝင်စေခြင်းလို့ပဲဖြစ်တယ်အဲ့ဒီလိုပါဝင်ပြီးတာနဲ့ကျွန်တော်ကရှင်မြတ်ထမြောက်တဲ့ဘဝအသက်တာကိုရမယ်ကျင်းသေးပေါက်ရမယ်ဆိုတာအသင်းတော်ကြီးကကျွန်တော်သိစေတာပဲဖြစ်ပါတယ် Thank you Father ကိုရောမြမရနိုင်တဲ့သူတွေအပဖြည့်ခွင့်ရှိသလားကိုရောမြလက်နဲ့ပင့်တာအသင်းတော်ကခွင့်ပြုသလားစေကြောချင်းခံယူပြီးသားလူတယောက်ဘာသာရေးမှာဘာမှပါဝင်မှုမရှိဘဲဝိညာဉ်ကယ်တင်ခြင်းရနိုင်သလားကိုရောမြဆိုလို့လားတခါတော့လဲလိန်ကြက်လဲလိန်လို့ပဲအဲ့ဒါဘုန်းကြီးတစ်ပါးဖျားပြမှာဖြစ်ရှာထုတ်ပြီးတော့ခရစ်စတီကိုရောမြတ်ဆိုတာ
တော့ကြဝိုင်းမီလမီရရှာလာပါတော့တင်တဲ့ရောโอเคဆိုအာမင်ခရစ်တော်ကြီးကိုရောမြတ်လည်းပြောဖို့မေ့သွားတာဘုန်းကြီးကလည်းโอเคတဲ့တခါတော့လည်းကိုရောမြတ်လာတာနောက်ဆုံးကျတယောက်ကျန်တယ်ကိုရောမြတ်ကတော့မရှိတော့မနှက်ပြန်လာခဲ့2ခုပေးမယ်ကိုရောမြတ်မရသေးတဲ့သူအာဘဖြေလို့ရလားမေးရဟလားမရနိုင်တဲ့သူတွေကိုရောမြတ်မရနိုင်တဲ့သူတွေမရနိုင်တဲ့ဆိုတာကသူ့စီမှာကသူကဒီဥမာဆိုထားလိုက်ပါဆိုတော့သူ့စီမှာတားဆီးမှုတွေရှိရလေကိုရောမြတ် sacrament တွေကိုပိတ်ပင်ခြင်းခံရတဲ့သူတွေကျတော့မရတော့ဘူးလေအာဘဖြေတာတော့မှပဲမကျွတ်လွတ်တဲ့အပြစ်တွေရှိရလေအဲကြောင့်အာဘတော့မှဖြေလို့မရတဲ့အပိုင်းတွေဟောပေါ့နော်သူကခွင့်ချမ်းသာပေးလို့မရသေးတဲ့ဘိုင်းတွေရှိတယ်အဲကြောင့်အာဘဖြေခြင်းဆိုတာကတချို့ဟာတွေကြောင့် cases တွေကျတော့မရသေးဘူးနောက်ကိုရောမြတ်ကိုကျတော့အဲကြောင့်လည်းမရတာလေအကဲ၍တဲ့သူအာဘဖြေတဲ့ဟာကိုခွင့်လွတ်ပိုင်ခွင့်ရတဲ့အပြစ်တာဆိုရင်တော့သူဟာကိုရောမြတ်ပါရမှာပဲလေအဲကြောင့်တော့ဦးဆုံးပြဿနာကိုအရင်ပြန်ပြီးတော့ဖြေရှင်းရမှာဖြစ်တယ်၊ကြိုက်တွေ့ရမှာဖြစ်တယ်ကိုရောမြတ်ကိုလက်နဲ့ပင့်လို့ရလားဆိုတာကြတော့ကိုရောမြတ်ကိုသူ့ရဲ့နေရာဒီရဟန်းဗလဲဒီနိုင်ငံဒေသသူတို့ရဲ့နေရာပေါ်မှာမူတည်ပြီးမှသာလေအဲ့ဒါကလက်နဲ့ပင့်တာရှိတယ်ဟိုဘက်စအသွေးတော်နဲ့အသားတော်နှစ်ခုစလုံးကိုပင့်တာရှိတယ်ရှာနဲ့နော်လားပင့်တာရှိတယ်ဒူးထောက်ပင့်တာရှိတယ်မတ်တရက်ပင့်တာရှိတယ်ဒေသန္တရရဲ့အဲ့ဒါတွေအားလုံးကိုကျတော့ဘာဝိပုကိုယ်ကွယ်ခြင်းနဲ့ဆိုင်ရာအဲ့နိုင်ငံတော်ရဲ့အဲ့နိုင်ငံရဲ့အဖွဲ့အစည်းတွေအဲ့ဒီမှာဘာလဲဆရာတော်ကြီးများအဖွဲ့အစည်းတွေမှာအမြဲတမ်းထုတ်ပြန်ထားတဲ့အမိန့်တိုင်းပဲလိုက်နာရမှာဖြစ်ပါတယ်နောက်ဆုံးမေးခွန်းတစ်ခုကပါလဲခုနနောက်ဆုံးတစ်ခုကပါလဲစေကြောချင်းခံယူပြီးသားလူတယောက်ဘာသာရေးမှာဘာမှပါဝင်မှုမရှိပဲဝိညာဉ်ကယ်တင်ခြင်းရနိုင်မလားတဲ့စေကြောချင်းခန္ဓာနဲ့တော့ရရေးတာဆိုရင်တော့အကုန်လုံးငါစေကြောပြီးတော့တွားလှုပ်ရှင်ရလို့ပဲရမှာဟုတ်လားမဟုတ်ပါဘူးစေကြောချင်းဆိုတာကဘာလဲဆိုရင်စေကြောချင်းကဖခင်ရဲ့သားသမီးအဖြစ်ရပိုင်ခွင့်ကိုပေးလိုက်တာဒါပေမဲ့ဖခင်ရဲ့သားသမီးအဖြစ်ရပိုင်ခွင့်ဆိုပြီးတော့လှုပ်ချင်တာလှုပ်လို့မရပါဘူးမိမိရဲ့ကယ်တင်ခြင်းအတွက်ကိုဆက်လက်ပြီးကြိုးစားရမှာဖြစ်ပါတယ်အဲကြောင့်စေကြောချင်းမင်္ဂလာခံရတဲ့ပြည့်တဲ့အပြည့်ရင်းကနေမှဖြေလွှတ်လိုက်တာမှန်တယ်ဟိုတော့ဘာလဲအာဒံအေဝါပြုတ်လုပ်ခဲ့တဲ့အပြည့်ရင်းကိုဖြေလွှတ်လိုက်တာမှန်တယ်မိမိလှုပ်တဲ့အပြည့်တွေကြံသေးတယ်အပြစ်ကနေမှဖြူစင်တယ်အသစ်တစ်ပတ်မွေးဖွားတယ်ဆိုတဲ့စကားလုံးကလည်းကျွန်တော်တို့တွေကအပြစ်တွေကိုစေးကြောလိုက်တယ်ဆိုတာကမိမိလှုပ်တယ်မိမိလှုပ်မဲ့အပြစ်တွေပြောတာမဟုတ်ဘူးအာရန်အေဝရဲ့အပြစ်ရင်းကိုဖြေလွတ်လိုက်တာပဲဖြစ်ပါတယ်အဲကြောင့်တော့စေးကြောချင်းအာရမိဘတွေအာရန်အေဝမိဘရဲ့အပြစ်တွေကိုလှုပ်လို့ပြရတာမှာအဲ့ဒါစေးကြောချင်းခံပြရတဲ့တပြိုင်နမိုးကောင်းငယ်ရောက်မှာဆိုမဟုတ်ဘူးမိမိရဲ့ကယ်တင်ခြင်းအတွက်အမြဲတမ်းစူးစမ်းကြမဲ့လူတွေဖြစ်ပါတယ်ကယ်တင်ခြင်းစူးစမ်းမှရမှာโอเคနောက်ဆုံးအနေနဲ့အသင်းတော်အမှုဆောင်များမလို့ဘူးဖျားသခင်နဲ့ကျွန်တော်တို့တိုက်ဆိုင်ဆက်တွေ့ရင်ရပြီဆိုတဲ့အကြောင်းသိချင်လို့ပါအစပါလဲအသင်းတော်နဲ့အမှုဆောင်များမလို့ဘူးဖျားသခင်နဲ့ကျွန်တော်တို့တိုက်ရိုက်ဆက်တွေ့ရင်ရပြီဆိုတဲ့အကြောင်းသိချင်လို့ပါအဲ့ဒါဟို Father Alphonse ရဲ့ပို့ချချက်မှာလည်းပါတယ်နော်ကြားဘူးတယ်မလားကြားခဲ့လားဖះနဲ့တိုက်ရိုက်ဆက်သွယ်တာလေကြားလားကြားခဲ့လားမေ့သွားပြီပေါ့ဒီဘက်နာဝင်ဒီဘက်နာထွက်ပြန်သွားလဲအေးရောက်လဲဒီဘက်နာဝင်ဒီဘက်ထွက်ပို့ချခဲ့တဲ့အရာလဲမေ့ပြီးတော့မေ့ခွန်းတွေထမေးဦးမှာပဲနော်လူတိုင်းဟာဗာလဲဆုတောင်းနေရမှာပဲနော်ဆုတောင်းနေရမှာအမှုဆောင်ဖြစ်အမှုဆောင်ရှိသည်ဖြစ်မရှိသည်ဖြစ်လူတိုင်းဟာဆုတောင်းနေရမှာဖြစ်တယ်နော်ကိုယ်တိုင်စူးစမ်းဖះနဲ့ပေါင်းစပ်နိုင်မှာကယ်တင်ခြင်းဆိုတာရရှိနိုင်အမှုတော်ဆိုတာကျွန်တော်တို့ကယ်တင်ခြင်းလမ်းပို့ဖို့ကျွန်တော်တို့ကိုဏီလန်းတွေပေးဖို့အဓိကပုဂ္ဂိုလ်ပါဆရာမတွေပဲဖြစ်ပါတယ်နော်ဆရာမတွေပဲဖြစ်လမ်းကိုပို့ပေးတာလမ်းပြပေးတာကိုယ်တိုင်စူးစမ်းမယ်ယုံကြည်ရမယ်ဖះနဲ့ကိုယ်တိုင်ပေါင်းစပ်နိုင်မှာကယ်တင်ခြင်းကိုရရှိမှာဖြစ်ပါတယ်ဘုန်းကြီးလည်းပြောခဲ့ပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့တွေပြန်နေပြီးတော့သိကြဖို့ဖြစ်ပါတယ်အဲ့ဒါပဲနောက်တစ်ခုနော်မင်္ဂလာပါကိုတော်ဗုဒ္ဓဘာသာတယောက်ကပြောတယ်ခရစ်ယာန်ဖခင်ကဖန်ဆင်းရှင်ပြောတယ်ဘာလို့မတန်ဆွမ်းတဲ့လူတွေကိုမွေးဖွားတယ်လဲအဲ့ဒါပြီးသွားပြီထင်တယ်နော်တချို့လူတွေကโอเคအဲ့ဒါပါပဲကိုတော်တို့အားလုံးကိုကျေးဇူးတင်ပါတယ်
nene piece chine no piece chine zura ngamni la bo no di kuna make de hari di meku mere tu ye di meku mere tu a ကျွန်တော်တို့ဖြေတဲ့ဟာတွေကဒီကျင့်မှုရချင်မှလည်းရမယ်နော်တချို့ဟာတွေပေါ့နော်ဆိုတော့ဒီဖာရာတို့ဘက်ကလည်း Bible verses ပေါ့နော်ကျမ်းချက်အတိအကျအဲ့လိုမျိုးတစ်ခါတလေကြာရင်ပြောဖို့ရတယ်ခက်တယ်ဆိုတော့ဒီငရဲငယ်နဲ့ပတ်သက်တာတို့နောက်ပြီးတော့ခုနမေးတဲ့ဟာတခုကြားလိုက်မိတယ်ခမည်းတော်သားတော်ကဘယ်ကနေစတာလဲဘယ်ချိန်ကနေပြီးတော့သုံးတလဲဆိုတာတို့ဘာတို့အဲ့ဒါတွေကြတော့ဒီအတင်းတော်ရဲ့ဖခင်ကြီးများဆိုတဲ့အကြောင်းပေါ့နော်အခုဒီရိုမာတက်နေတဲ့ကိုရင်တပါ page တခုထောင်ထားတယ်ဒီနေ့ပဲ Dominic ကိုရင်ဆိုတာသူ page မှာရှာကြည့်နော်အတင်းတော်ရဲ့ဖခင်ကြီးများနော်အေး page တခုရှိတယ်အဲ့ဒီမှာရှာလို့ရှိရင်ခမည်းတော်သားတော်တို့ Catholic တို့ Christian တို့ဘယ်နေ့ဘယ်ချိန်ကနေဘယ်နေရာကနေပြီးတော့စပြီးတော့သုံးလာခဲ့တယ်လဲဆိုတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေက patrology လို့ခေါ်တယ်အတင်းတော်ရဲ့ဖခင်ကြီးများရဲ့တွင်တင်ချက်နဲ့သူတို့ရဲ့ဒီရေးသားချက်ထဲမှာအများကြီးပါတယ်အခုဘုန်းကြီးတွေဝတ်စားတာနော်အမိစာဟောပုံဟောနီး baptism ပေးပုံပေးနေတို့နော်အဲ့ဒါတွေအကုန်လုံးက patrology မှာပါတယ်အတင်းတော်ရဲ့ဖခင်ကြီးများရေးထားတဲ့ဒီအကြောင်းအရာတွေထဲမှာပါတယ်နော်အဲ့ဒါတွေကိုလည်းဖတ်စေချင်တယ်ပြီးတော့ဒီရန်ကုန်တို့ဘာတို့မှာနော်နောက်ဆုံးနေ့ကိုရင်နေထုတ်လက်ရှိတဲ့ဘာသာရေးဒီစောင်းပါတူတူလေးတွေပေါ့နော်ငရဲငယ်အကြောင်းနောက်ပြီးတော့မေရောအကြောင်းခုနမေရောအကြောင်းဆိုလို့ရှိရင်နော်ကျွန်တော်တို့လာတင်လို့ဒါမှမဟုတ် Greek လို့ဆိုရင်နော်ဖျားကိုရှိခိုးတာနဲ့နော်မေရောကိုချီးမွမ်းတာနဲ့ရဟနာတွေကိုတရားသမန်တွေကိုအာကူတာမတူဘူးဆိုတာကိုလည်းနော်ပထမဆုံးက latria လို့ခေါ်တယ်နော်ဖျားကိုပဲပေးတဲ့ဟာဖျားကိုပဲနော်အပေါ်မှာပဲလှုပ်တဲ့ဟာ latria ပြီးတော့မှ hyperdulia မေရောကိုပဲပေးလို့ရတဲ့ဟာနော်ပြီးတော့ dulia ဆိုတာရှိတယ်ဆိုတော့တရားတမန်ကြီးဘယ်လောက်ပဲကျွန်တော်တို့ချီးမွမ်းဘယ်လောက်ပဲဂုဏ်ပြု hyperdulia အဆင့်ဘယ်တော့မှမရောက်ဘူးဆိုတာမေရောကိုကျွန်တော်တို့ဘယ်လောက်ပဲချီးမွမ်းဘယ်လောက်ပဲအာကူ latria အဆင့်ဆိုတာဘယ်တော့မှမဖြစ်ဘူးဆိုတာကိုလည်းကျွန်တော်တို့နော်ဒီသိဖို့အရေးကြီးတယ်ပြီးတော့ဝိညာဉ်နဲ့ကာယနဲ့နော်အတူတူပဲလားဆိုတာလူဟာဝိညာဉ်နဲ့ကာယနဲ့ပေါင်းစပ်ထားတာဝိညာဉ်နဲ့ကာယပြင်းကွာလို့ရှိရင်လူသေတယ်လို့ခေါ်တယ်ဒါပေမဲ့အတင်းတော်ရဲ့တပည့်တော်ကြီး12ပါးရဲ့ယုံကြည်ခြင်းနောက်ဆုံးပိုင်းမှာတေတော်သူတို့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုလည်းငါယုံကြည်၏နောက်ဆုံးတနေ့ကျရင်ငါတို့ပြန်ရှင်ပြန်ထမြောက်မယ်ဒီဝိညာဉ်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ပြန်ပေါင်းစပ်မယ်ဆိုတော့လူဟာဝိညာဉ်နဲ့ကာယနဲ့အသက်ရှင်တာဖြစ်တယ်ပြီးတော့ဝိညာဉ်ဆိုတာတတ်နော်တရားဓမ္မနေဆိုတာဝိညာဉ်အထီးလည်းမရှိဘူးအမလည်းမရှိဘူးအဲ့ဒါကြောင့်မိုက်ကယ်တို့ဂါဘရီယဲတို့နော်ဖာရာဂါဘရီယဲရှိတယ်လို့စီဆယ်ဂါဘရီယဲလည်းရှိတယ်နော်ဆိုတော့ဒီတရားဓမ္မနေကဝိညာဉ်တက်ဖြစ်ပြီးတော့သူတို့မှာခန္ဓာကိုယ်မရှိဘူးပြီးတော့သူတို့ဟာအထီးရဲ့အမရဲ့ဆိုပြီးတော့လည်းခွဲခြားတာမရှိဘူးအဲ့ဒါကိုလည်းနော်ထပ်လောင်ပြီးတော့ဖြစ်ဆွတ်ခြင်းနဲ့ပြီးတော့ကိုရောမြတ်ပင်ယူတာတော့ဘာလို့ဆိုတာနော်ဒီနိုင်ငံမှာကျွန်တော်တို့ရှိတယ်ကောင်းတဲ့ဟာကိုအတူယူမယ်နော်သူတို့ veil မဆောင်ဘူးဒူလည်းတိတ်မထောက်ဘူးကိုရောမြတ်ပင်လည်းလက်နဲ့ပင်နာတော့ဘာလို့နော်အဲ့ဒါတွေကကျွန်တော်တို့မြန်မာနိုင်ငံသားအနေနဲ့တိတ်ပြီးတော့အတူယူစရာမကောင်းဘူးအဲ့ဒါတွေကိုတော့နော်ကျွန်တော်တို့အတူမယူပါနဲ့နော်ခုမှရှိတဲ့ကောင်းတဲ့အရာကိုဆက်လက်ပြီးတော့ဘယ်နေရာဘယ်ဒေသဘယ်ရောက်ဆက်လက်ပြီးတော့ကျင့်ကြံပြီးတော့အနေထိုင်ပါလို့အားပေးခြင်းတယ်နော်ဒီလောက်ပါပဲနော် thank you ဘုရားတို့ကိုအထူးကျေးဇူးတင်ပါတယ်ခုအမေဖြေကန္တာပြီးသွားပါပြီ